Okay ဒီနေ့ကတော့ဆောင်းပွဲရှိပါတယ်ဒီ master ပထမဆုံးနှစ်ပေါ့နော်ပထမဆုံး semester ရဲ့ပထမဆုံး paper ဖြေရမှာပါချိန်ကတော့9နာရီပို့ဖြေရမှာအခုတော့ဒီမှာ9နာရီခွဲရှိပြီအကြောင်းစောစောလေးတွားမယ်ဒီအကြောင်း revision နည်းနည်းလေးပြန်လုပ်မယ်ဒီတော့စာမေးပွဲပေါ့စာတော့လုပ်ထားရတာဒါပေမဲ့ program လည်းမသိသေးဘူးပထမဆုံး paper ဆိုတော့နည်းနည်းတော့စိတ်တော့လှုပ်ရှားတာပေါ့ဒီကြောင်းဘတ်စကားနဲ့ပဲသွားပါမယ်ဘတ်စကားရထားရပေါ့နော်နှစ်ဆင်းပြီးတော့စီးရအဲ့တော့အချိန်နည်းနည်းလေး sorry ထွက်လာလိုက်တာအခုဒီမှာ9:40လောက်ရှိပြီဆိုတော့ကြောင်းတော့7နာရီခွဲလောက်ရောက်တော့မယ်ထင်တာပဲမနေ့ sorry ဆိုတော့ကားရနေရရှက်ဘတ်စကားမတိုင်းတော့သွားမှာပါပြီးပေါ့နော် paper တော့ Islamic banking practice ကျွန်တော်မြန်မာဘာသာပြန်တော့နောက်မှတခြားပြန်ပြီးတော့ထည့်ထားပြီးတော့လို့ဆိုတော့ကျွန်တော်ဒီတိုင်းဘာသာပြန်လို့ရှိရင်တလွဲလေးဖြစ်နေမှာဆိုလို့ course တွေအားလေokay wish me luck okay ဘတ်စကားမှတန်တော့ရောက်ပါပြီဒီနေ့ဘတ်စကားစောင့်နေတယ်ပေါ့နော်ကျွန်တော်တို့မှာ breakfast တော့တာပါပဲprotein shake ပေါ့ protein ရဲ့ creatine ရဲ့vitamin ပေါ့နော်ဒီ probiotic milk yogurt ပြီးတော့မပြောသေးကျွန်တော်ရဲ့ breakfast ပါပုံမှန်တောက်စားနေကြတောက်နေကြ breakfast တစ်မျိုးပေါ့နော်ဒီရှင်းမှာလေဒီ construction site ရဒီမှာပဲဆိုတော့ lane ကလည်းနည်းကျင်းနေတော့ကားတွေကမနေ့ဆိုအရန်ကျက်ပြီးလို့ရှိရင်ဟိုးတန်တွေလည်းရှိတယ်ပေါ့နော်ပုံမှန်တော့မလေးရှားမှာဟိုးတန်တော့မရှိပါဘူးဒါပေမဲ့ဒီလိုလမ်းရမ်းကျက်တဲ့မနက်ပိုင်းတွေပါတယ်ဆိုလို့ကျွန်တော်ရှိတော့ရှိနည်းနည်းပဲပါပေါ့သူကဒီ construction lane ကအရင်က4 lane ရှိတာပေါ့နော်4ကြောင်းရှိတာဟိုတော့2ကြောင်းပိတ်လိုက်တော့ဒီဘက်မှာ2ကြောင်းပဲကျန်တော့နည်းနည်းလေးမနက်ကျရင်တော့ကားနည်းနည်းလေးကျက်အောက်မှာကျွန်တော်စီမဘတ်ကားတော့တွေ့ပြီဘတ်စကားလူရမ်းပြည့်နေတယ်ကြာတော့ခဏပြပြဘတ်စကားပေါ်ဆင်းပြီးတော့တခြားပြောင်းစီးပါမယ်ရထားလည်းပဲထပ်ပြောင်းအောင်ဒါကတော့မလေးရှားရထားပေါ့နော်မလေးရှားမှာတော့ဟိုလိုမြေပေါ်ရထားမြေအောက်ရထားဆိုပြီးတော့ခွဲတော့မခွဲတာဘာလို့ဆိုတော့ဒီ KL ကလေမြို့ကတော့ကုန်းနေကြိုက်တွေပါများတော့လေသူကအားလုံးကိုလည်းမြေပေါ်မလောက်ထားဘူးအားလုံးလည်းမြေအောက်မှာမလောက်ထားဘူးဒီလိုဒီရထားလိုင်းကမျိုးတဲလိုင်းဆိုလို့ရှိရင်အပေါ်လည်းရှိရအောက်လည်းရှိရဒီခီးပေးသွားတဲ့ဟာလည်းဆိုလို့ရှိရင်တော့မြေပေါ်များတယ်ပေါ့နော်မြေအောက်တော့နေတယ်ဒါကကလနာဂျာလိုင်းလို့ခေါ်တယ်ပေါ့နော်လိုင်းကတော့ဒီအဲ့လိုင်းတဲမှာတော့အကြဆုံးပေါ့အကြဆုံးဆိုတာအရှိအကြဆုံးအဟောင်းဆုံးပေါ့အရင်ဆုံးဖွင့်တဲ့ line ပေါ့ဒီ KJ line ကလနာဂျာလိုင်းကတော့မော်တာတခြားလည်းပဲကြောက်ဦးမှာရောလို့ဆိုတော့ဒီဆိုင်ရုံတက်ချိန်သိရမလားဒီရတိုင်းကြက်နေအဲ့ထားပဲစောက်လိုက်တော့နောက်ထားသုံးနေမယ်ဆိုနောက်ထားပဲစောက်လိုက်တော့ဒီကနေ့ကျွန်တော်စီးတဲ့ bus ရောအခုဒီစီးမရထားရောပေါ့နော်သူကတလားစာကန့်တက်လို့ရတယ်တလားစာကို foreigner ဆိုလို့ရှိရင်တော့150ပေါ့ ringgit 150မြန်မာငွေဆို3,000 3,600 3,900လောက်ရှိမယ်တဲ့လောက်စီ
ဒီယထာက3လေးမျိုးစီးလို့ရတယ်ဒီကယထာက LRT လည်းရှိတယ် MRT လည်းရှိတယ် monorail ဆိုတဲ့ဟာမျိုးလည်းရှိတယ်အားလုံးစီးလို့ရတယ်ဒီ bus ဆိုလို့ရှိရင်ဒီ rapid KL ပေါ့ဒီrapid KL bus အားလုံးစီးလို့ရတယ်တလားဆိုရင်တော့ဒီကလေးတစ်ခါရှိရင်တော့စီးလို့ရပါပြီလို့ဒီကကတော့ဒီမလေးရှားမှာဆိုတော့တိတ်လိုက်တယ် touch and go ပေါ့နော်သူကဒီမလေးရှားအင်ဒိုနီးရှားစင်ကာပူအဲ့ဒီမှာထိုင်းမှာလည်းတုံးလို့ရတယ် touch and go ဒီသူက e-wallet သူက bank တော့မဟုတ်ဘူးသူက e-wallet ကိုမှဆိုမှာ monopoly မျိုးပေါ့နော်ဒီအစိုးရနဲ့ပတ်သက်တဲ့ဒီအခြားတွေဒီဆိုင်တော်များတော့ဖြစ်တယ်အေးပေါ့ဆိုင်တော်များပေါ့ဒီအစိုးရရုံးတွေမှာလည်းပဲဒီ touch and go နဲ့ပေးလို့ရသူက bank တော့မဟုတ်ဘူးဒါပေမဲ့ e-wallet ကိုမှအရင်ဒီမှာတွင်ကျသုံးကြရပါပြီးလို့ရှိရင်မြန်မာတွေအများစုလည်းပဲဒီမှာဖွင့်ထားကြရဒီ touch and go ပါပဲကျွန်တော်ကပြောဒီတလားစာကတော့ဒီ foreigner ဆိုလို့ရှိရင်150အရင်တော့ကျောင်းသားရှိတယ်ကျောင်းသားဆိုလို့ရှိရင်သူက50% off ဒါဘလောက်စီပေါ့အဲ့လိုမျိုးဒီ fair ပေါ်မူတည်ပြီးတော့50% off ပေးတယ်တော့အဆင်ပြေပါရဲ့ဘာလို့ဆိုသူကကျွန်တော်ထိုင်းရောက်ပြီပေါ့ထိုင်းနဲ့စင်ကာပူရောက်တယ်အဲ့မှာဆိုလို့ရှိရင်ထားကားနည်းနည်းပို့ပြီးတော့ဈေးတော့နည်းနည်းကြီးသလိုပဲမလေးရှားမှာကျတော့ဒီထားကားပို့ပြီးတော့သုံးလို့ပြောတယ်ပေါ့နော်ဟိုသွားရကွာဝေရတဲ့ service နဲ့ပေးရတဲ့ဟာရဲ့ဆိုလို့ရှိရင်and to take care of all your personal belongings at all times. Big podcast ဒီမှာလည်းပဲကပိုင်းနိုင်တော့ရှိရင်တော့လည်းရှိမှာကျွန်တော်တို့တစ်ခါမှတော့မကြုံဘူးရထားမှာတော့ bus ကားမှာတော့ကြုံဘူးရ bus ကားဒီ rapid KL model နဲ့ဒီခီးဝေးသွားတဲ့ခီးဝေးတော့ဖြစ်တယ်မျိုးပင်ဘက်ကိုသွားတဲ့ bus ကားမှာတော့ကြုံဘူးတယ်အခြားမှာတော့တစ်ခါမှမကြုံဘူးဒါပေမဲ့သူတို့ကလည်းတည့်တိုင်းမတည့်ဘူးလားတတိပေးတာပေါ့တခုပြရမယ်ထူးဆန်းလာပေါ့နော်ကျွန်တော်အနေနဲ့ပေါ့နော်ဒီတခုပြရမလေးရှားမှာလေအဲ့လိုမျိုးလူတွေအဲ့လိုရန်တန်းစီရတယ်ကြိုက်တယ်ဒီလားကျွန်တော်စင်ကာပူနဲ့တူတယ်ဒီဘတ်စကားတွေမှာတန်းစီတာပြီးလို့ရှိရင်တခြားတွေမှာလေကြိုက်တယ်ဒီထားကြလို့ဝင်ရနှစ်ပေါက်ရှိရမလားဒီဘက်ဒီ arrow ရယ်ဟိုဘက် arrow ရယ်နော်အဲ့မှာလေရန်တန်းစီရတယ်ဒီနိုင်ငံလူတွေအဲ့ဒါတခုတော့ကောင်းတယ်အရင်လို့ပြောမယ်ပိကာပါဆိုပေမဲ့အရင်ကြီးမကြက်ပိတ်နေနော်ကျွန်တော်စီမရထားလာနည်းနည်း6မှသေးလို့ပဲစုတောင်းအဝေးတိတ်တော့မစီရပါဘူး3မှတ်တိုင်4မှတ်တိုင်လောက်ဝေးစီရမှာအဲ့တော့ဒီကတော့ကြီးကြက်တာပဲဒါတော့ပြောင်းစီရမရထားပါဒီ area ကတော့မစစ်ကြမေးပေါ့နော်ဒီကွာလာလမ်ပူရဲ့အစလို့ပြောလို့ရတဲ့နေရာပေါ့ဒီရှေ့မှာမစဂျစ်ကြမေးဆိုတာပလီပေါ့နော်ခုနကပလီရှိရယ်ဒီမန္တရာနဲ့ကွယ်နေအဲ့မှာမြင်းနှစ်ခုစုံတဲ့နေရာပေါ့နော်ဒီနေရာကနေ KL ကစဆိုတော့ပြောကြတယ်ဒါကကမ္ဘာဒုတိယအမြင့်ဆုံးအဆောက်အဦပေါ့အဲ့မှာတွေ့ရတာအဲ့ကျွန်တော်ပြောင်းစီရမရထားပါဒါနောက်ထပ်4မှတ်တိုင်တော့ကျန်သေးတယ်ဟို8:35ဆိုတော့ချိန်ပြီးတော့ရောက်မှာပါ8:41ပါအကြောင်းကိုဒီဘူရာကနေတော့7မိနစ်15မိနစ်လောက်လမ်းလျှောက်ရအောင်ကွက်တိလောက်ပါပဲဟိုရတယ်တိတ်ပြီးတော့လည်းချိန်ဆွဲစရာမလိုဘူးဒီထားမှာ revision နဲ့လုပ်ခဲ့ Okay I think I'm readyဒါဒီနေ့ကဆောင်ရွက်ပထမနေ့ပေါ့နော်ကျွန်တော်ဒီ semester မှာတော့ short sem ဖြစ်တဲ့အတွက်နှစ်ပေပါပဲယူထားတယ်အဲ့တော့ဒီနေ့ရယ်ပြီးလို့ရှိရင်8လပိုင်း3ရက်နေ့ပေါ့ဒီနေ့က9လပိုင်း29ရက်နေ့ဒီနှစ်ပေပါပဲဖြစ်ရမယ်ပြီးလို့ရှိရင်တော့ကျွန်တော် semester break ရမှာပေါ့နော်
အကြောင်းသွားလမ်းလေးကိုနည်းနည်းရိုက်ပြတာဒါက mall ပေါ့နော်ဒါ PWTC Sunway Putra Mall ပေါ့ Sunway ကတော့ဒီမလေးရှားမှာရှိလို့ဆိုတော့သိပါတယ်ပြောတော့ဒီမလေးရှားမှာရှိတဲ့ Tycoon ပေါ့Sunway Group ကပိုင်တဲ့ mall ပေါ့ Sunway ကဒီမှာ University လည်းရှိတယ်အဲဒီလိုမျိုးတခြား property လည်းအများကြီးပိုင်တယ်ဒါတော့ KL မြို့လယ်မှာရှိတဲ့အကြောင်းပေါ့နော်ကျွန်တော်တို့ကြောင်းသူကဘယ်လိုမျိုးလဲဆိုတာဗဟိုဘဏ်နဲ့ကြောချင်းကပ်ပေါ့ဒီတော့အောက်ရဲ့ဒီဟိုဘက်ခြမ်းမှာတော့ဗဟိုဘဏ်ရှိတယ်မလေးရှားနိုင်ငံဗဟိုဘဏ်ပေါ့နော်ဒီ KL မြို့လယ်ကိုမှသူက reserve forest ပုံစံမျိုးပေါ့အဲ့တော့မြို့လယ်တဲ့မှာတောရရှိနေတာပေါ့ဒီကတော့လေမလေးရှားမြန်မာထက်တောပိုများတယ်ဒီလားရာဂိုင်နှုံးပေါ့နော်ရာဂိုင်လေးနဲ့ကြည့်မယ်ဆိုမလေးရှားရဲ့တောက90ရာခိုင်နှုန်းထပ်မှရှိတယ်ဒီအရှေ့မလေးရှားနောက်မလေးရှားပေါင်းရင်ပေါ့လေဒါပေမဲ့နောက်မလေးရှားကတော့ infrastructure ပိုများတယ်ဆိုတော့နည်းနည်းတော့ပိုတော့နည်းမှာပေါ့ဒါပေမဲ့ overall ကြည့်ရင်တော့မလေးရှားမြန်မာထက်တောတွေနဲ့ပိုများတယ်ပြီးလို့ရှိရင်သူ့အပင်တွေကလေမြန်မာမှာတွေ့ရတဲ့အပင်တွေလည်းရှိတယ်ပြီးလို့ရှိရင်မြန်မာနဲ့မတူတဲ့အပင်တွေလည်းရှိရပေါ့နော်ဒါဆိုတကယ်သူတို့ရဲ့တဘာဝပေါက်တဲ့အပင်တွေပဲဒါတွေကမလေးရှားမှာတွေ့နေကြအပင်တွေပေါ့နော်အဲ့ဒါလေဒိုင်းရင်ကောက်တွေလားမသိဘူးဒီအရွက်တွေကလေဟောဒီတွတ်လေးပြောဒီအောက်ခြေသားဟာကျွန်တော်ပြောတော့ကျွန်တော်ကုန်းပေါ်မှာဖြစ်နေပေါ့နော်အဲ့တော့လမ်းလျှောက်ရင်တော့နည်းနည်းတော့ချွေးရတယ်နဲ့ဆိုတာတော့ဘာဒီမနက်စောကြီးရရှိတယ်လို့ပေါ့နော်ဒီမှာမနက်9နာရီ9နာရီကျော်ကနေထွက်တာဆိုတော့9နာရီတော့မထိုးသေးဆိုတော့ဒီထွက်တာ2နာရီတော့မပြည့်သေးဘူးမလေးရှားကိုတည့်တဲ့အတိုင်း equator နဲ့နေရဲဆိုတော့နည်းနည်းတော့ moist humid ဖြစ်တယ်ပေါ့နော်သူက moisture များတယ်လေလူတွေမှာအဲ့လိုမျိုးရင်ဝေးတွေများတယ်ပေါ့နော်သူကြောင်းကိုရောက်ပါတော့မယ် okay ချင်းလည်း9နိုင်လည်းကတ်နေပြီဆိုတော့ကျွန်တော်သွားပြန်နေပါကျွန်တော် SOE ပေါ့နော်ဒီ exam slip လိုမျိုးအဲ့တော့ထုတ်ရအောင်မယ်အဲ့ဒါကျွန်တော်တကယ်ကြီးမှထုတ်ပြီးသားသူ့ကိုပဲပေးထားဆိုတော့ကျွန်တော်တောင်းမှပဲတစ်ခါယူလိုက်တော့မလေးတော့ကျွန်တော်ကျောင်းက campus ကသူကနှစ်ခုပေါ့နော်သူတက်လို့နှစ်ခုက campus တစ်ခု share ထားရအောင် University Malaya Wales နဲ့ကျွန်တော်တက်နေတဲ့ INSEP ပေါ့ International Center of Education for Islamic Finance ပေါ့နော်ဒီတက်လို့ရဲ့ University Malaya Wales share တုံးထားတဲ့ campus ပေါ့သူကဒီမြို့လေ campus ဆိုတော့နှစ်ခုလုံးတော့ private ထဲမှာပါတယ်ဒါဆိုနည်းတော့ဒါလားအင်းဆက်โอเคဆောင်းပြလိုက်ပါဦးမယ်ဆောင်းပြီးမှပဲကျွန်တော်ဆက်ရိုက်တော့မယ်ကျွန်တော်ကုန်းပေါ်နဲ့တက်တော့ချွေးပါနဲ့စို့ sorry မလေးရှားမှာရေမချိုးလို့ပြတယ်တချို့မလေးရှားတချို့မှာလေတချို့တွေမလေးရှားမနက်ပိုင်းရေမချိုးဆိုဘယ်လိုနေလဲမသိကျွန်တော်တို့မရရေဒီနေ့တော့အနည်းဆုံး2ခါ3ခါပေါ့လို့အပြင်ဟိုတနေ့ကုန်သွားနေဆိုတော့2ခါပဲပေါ့ဆိုတော့မနက်မထွက်ခင်တစ်ခါညနေအိမ်ပြန်ရောက်ရင်တစ်ခါအိမ်မှာနေရဲဆိုနေဆိုလို့ရှိရင်2ခါ3ခါလောက်အနည်းဆုံးပဲမလေးရှားမှာရေမချိုးဘူးရေမချိုးမနေနိုင်တော့အရင်ဟိုလိုလေ humid ဖြစ်တော့ဟိုအခုချင်းလို့30လောက်ဆိုရင်လည်းပဲသူ34 35အဲ့လိုအထိအောင်ခံစားရတယ်ပေါ့နော်သူ humid ကဘယ်လောက်များလဲဆိုပြီးတော့မလေးရှားရဲ့ဒီတည့်ရတိုင်းပဲဒီရာသီဥတုမရှိဘူးပေါ့နော်အနောက်မလေးရှားသူတပြည့်ကျွန်တော်ရှိမလေးရှားမှာတော့မနေဘူးဆိုတော့တိတ်မသိတော့ရှိမလေးရှားရာသီဥတုကြောင့်ပြောဒီနောက်မလေးရှားကျွန်တော်ညမြောက်ပါပဲနေရဲအခုက KL ကတော့သူအလဲပိုင်းလို့ခေါ်တာပေါ့မလေးရှားမှာလို့တစ်နှစ်ပတ်ရာသီဥတုကတူပဲမိုးရွာမယ်နေပူမယ်တစ်နှစ်လုံးမှလေမြန်မာလိုပြောတော့ဒီဇင်ဘာလိုအေးရဲဆိုလို့တစ်နှစ်လုံးမှ2ရက်လောက်အဲ့လောက်တော့ရှိဒီအဲ့ဒါမိုးရမ်းများပြီးတော့လေအဲ့လိုမိုးက3-5ရက်ဆက်တိုင်းလောက်ရွာပြီးတော့အဲ့လိုအပူချိန်နဲ့ကြာနေလို့လားနည်းနည်းအေးရလို့ခံစားကြတော့ဝေးရတူတာတူပဲတစ်နှစ်လုံးတူပဲအဲ့တော့ဝစားဝယ်ပြီးလို့ရှိရင်လေဝစားလို့ခက်မှမျိုးဝယ်လို့ရတယ်မြန်မာမှာနိုင်ငံမှာလို့ရာသီဥတုကိုလိုက်ပြီးတော့ပြောင်းစားမလို့
တစ်နှစ်ပတ်လုံးကိုဘာဝင်မလဲကိုဘာဝတ်မလဲဆိုတာကြည့်ကြလို့ရတယ်ဗောနော်အဲ့ဒါတခုတော့အားသာချက်ရှိတယ်ဒါကျွန်တော်ငယ်ချင်းရှာရအောင်မယ်ကျွန်တော် SOE ဗောနော် statement of eligibility ထုတ်အောင်ဟောထုတ်ပြီးသားဒီမှာယူရမယ်ကျွန်တော် exam ဟောတစ်ခါပဲသွားလိုက်တော့မယ်နော် How is the exam Good. good right Yeah. Alhamdulillah. I expected harder than this actually we got a lot of people Also me. Thank you very much. She's the one who take my SOE. Not take, keep. Gaji tu bukan dia punya ni. Gaji banyak dah. Komisi lagi. Bulan. Yang tak tahu. Bulan. I thought at least I was used to 8 I thought every week No wonder. I thought I should call you guys when you slept or something. Yes, sorry. But I slept. Mine mine are not even close. I don't talk. Is that your phone? Is it recording? And we have just finished our exam. We are currently playing That one is not cards. That one is not cards. Oh, almost back. Hey. See? Boleh lah. Boleh lah. Oh, Prof dah sampai ya? Dah turun. Baru. I think we should take picture and send to him. Cô xong mới là bị bảo vì rồi nên là gọi là sao bị sửa rồi em chỉ mình nào rồi xong rồi một số bảo chất thà để nhai bà để sửa chất thà sa chi thà nhai bà để sửa rồi cô luôn thuê nào đó mà show nó mà cha cô em ấy lại bảo mẹ họ giờ mình đi nhà cả chỗ tông khuê lao mà em sẽ thật sửa đấy thì rồi bên này chào lại sau này gì khuê lao chẳng thà rồi em mua vào phiền nhớ chuyện này mà chảဟုတ်ပြီနောက်တစ်ပါးဒါကတော့ကျွန်တော်3ရက်နေပေါ့နော်8လပိုင်း3ရက်နေဆိုတော့လိုသေးရဲ့4ရက်လောက်လိုသေးဆိုတော့ဒီနေ့1ရက်တော့လာလိုက်အောင်မယ်လက်ဖက်လောက်မှစပြီးတော့လုပ်တော့ဒါနဲ့ဒီ view တစ်ခုပြမယ် view ဒါမလေးရှားရဲ့ဒီအချင်းပြအဆောက်အဦပေါ့ KLCC Petronas Twin Tower ပေါ့ဒီ Twin Tower က KL ရဲ့အလယ်မှာရှိလို့ပြောမှာပေါ့ကျွန်တော်မလေးရှားလာလို့ရှိရင်အားလုံးကဒီဘက်ရင်သွားကြရဆိုတော့လေည view ကတော့ပိုလာတယ်နေ့ view ထားပေါ့လေနေ့ view ကတော့မလေးရှားမှာပုံမှန်ဆိုလို့ရှိရင်နေ့လယ်ပိုင်းဆိုရင်အဲ့လိုမျိုးလေတူကအရန်ကြီးတော့မတန့်ဘူးဒါပေမဲ့အရန်ကြီးတော့လည်းမစိုးဘူးပုံမှန်လောက်ပို့ဒီတော့ပဲဒါမျိုးလယ်ပိုင်းကြာတော့နည်းနည်းပို့တော့ဒီလိုနည်းနည်းပို့ပြီးညံ့တာပေါ့ဟို construction တွေရှိရတာဆိုဒီဘေးဟာဆိုတာတွေ construction တွေအဲ့ဒီလားသူကဘလောက် construction တွေများလေတောရင်လည်းမြဲတွေ့ထားတာဒီလားဒီဘက်ဆိုတာတောဒါဘူကင်နာနတ်ပေါ့နော်နနကုန်းလို့ပြောလာမြန်မာလိုပြောတိုင်းပြင်နနကုန်းတောပေါ့ဒီ surf တောပဲဒီလည်းပဲဒါမှ train တော့ရှိရယ်ဒီမှာ monorail ပေါ့ဒါကကြတော့ဒါမှဒီတာပေါ့နော်ဒါ monorail station ဘူကင်နာ monorail stationကျွန်တော်နေ့လည်းစားပြီးတော့လမ်းနဲ့ရှောက်ချင်တာနဲ့အဲ့ဒါကြောင့်လမ်းလျှောက်ပြီးတော့ပဲအိပ်ပြန်တာပါmonorail ဆိုတာဒီလိုရထားဒီဘက်ကျင့်ပြီးကိုလာဒီဘက်လည်းပဲဒါ KL ရဲ့ဒါဘယ်လိုပြောမလဲ architecture ကောင်းနေမှာတစ်ခုပါတဲ့ KL Tower ပေါ့မိုးရတော့မနေတူတယ်မိုးရဲ့အုံနေ
ကျွန်တော်အိမ်နားလဲရောက်ခံနေပြီဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတာ